ကားတွေထွက်လာပြီးဆိုတော့ဘယ်လိုမျိုးလေးရှိလဲပြန်ပြီးတော့လုပ်ခဲ့ရတဲ့အတွေ့အကြုံထားအတွေ့အကြုံကတော့ပညာတွေအများကြီးရလိုက်တယ်အဲ့တော့နောက်ထပ်လည်းအများကြီးရိုက်ချင်သေးတယ်ပေါ့နော်အများကြီးရိုက်ချင်သေးတယ်ဒီကားမှလည်းအကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်ဒီကားမှာဆရာနဲ့အမှတ်တရဆိုရင်ဆရာကတော့တိတ်ကြီးအများကြီးရိုက်ရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ချူလေးကတိတ်4အများဆုံးပဲတိတ်20ပေါ့နော်တိတ်17နေအထိအဲ့လိုမျိုးရိုက်ရတာတွေရှိရပေါ့နော်လွယ်လွယ်ကူကူနဲ့မပြီးဘူးပေါ့နော်အဲ့လိုမျိုးကြားဖို့ပဲမယ်ဆရာနဲ့ကတိတ်4ပဲကိုနေဝင်ရချူလေးရောတိတ်4ပဲအများဆုံးအဲ့ဒါအရင်ကုန်ယူတယ်အော်တောင်းတစ်ခါလေးတည်းမှားတာပါယူပါအခုစပြပြီဆိုကြည့်ကြည့်ပါယူပါပြိတ္တတွေတိမှာပါယူပါတကယ်တစ်ခါလေးတည်းမှားတာပါဟုတ်အဲ့လိုပေါ့မိန်းကလေးတွေအဲ့လိုပဲလေမဟုတ်လားမလုပ်တော့ဘူးတောင်းမမှာတော့မလုပ်တော့ဘူးခဏခဏမပြောဘူးလားဟုတ်အဲ့စကားတွေကတော့ဒီတကယ်ကို training ပေါ့နော်အဲ့လို rehearsal မှာကလေးကခံစားခဲ့ရတာပေါ့နော်ဒါပေမဲ့တကယ် on scene ပေါ်ရောက်တော့ပို့ပြီးတော့စိတ်ထဲကလည်းသူပို့ပါတဲ့ခါကျတော့လေပို့ပြီးတော့ဒီဘက်ကလူကလည်းပို့နှစ်တာပေါ့နော်ပြီးတော့ကိုငိုရတဲ့အကြောင်းအရင်းကလည်းလေကိုတော်တော်ဆိုးပါတယ်အဲ့တော့လေကိုလောက်ရက်ကိုတွေးလိုက်တာနဲ့နေတော်တော်ငိုလို့ကောင်းသွားပါတယ်ကိုအဲ့လိုပြန်ကြည့်ပြီးတော့အဲ့လိုပြောရမယ်ဒီကောင်လေးကိုညင်ကတ်တဲ့အဲ့လိုပုံစံမျိုးလေးဖြစ်တာပထမဆုံးစကြည့်တဲ့အချိန်မှာတော့အမြင်ကက်စရာကြီးရိုက်တဲ့အချိန်ရောဇက်မှာရောအရင်အမြင်ကဖို့ကောင်းဒုတိယတစ်ခေါက်ကြည့်တဲ့အချိန်ကျတော့ကိုကအားနည်းချက်တွေလိုက်ရှာတဲ့အချိန်ဖြစ်သွားပြီလေအခုတတိယမြောက်ချိန်ဆိုရင်တော့ယူပါအောင်နားလည်သွားမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့လေကိုကပရိသတ်တယောက်အနေနဲ့မဟုတ်ဘဲနဲ့ယူပါလုံးမိန်းကလေးတယောက်တာကိုသာဆိုရင်ဆိုခံစားချက်နဲ့ကြည့်မယ်ဆိုသူရွေးချယ်တဲ့လမ်းကသူ့အနေနဲ့ဆိုရင်လည်းမှန်ကောင်းမှန်လိမ့်မယ်ဘာလို့ဆိုယူပါဆိုတာပညာတတ်ကြီးလည်းမဟုတ်ဟိုက်ဆိုကြီးလည်းမဟုတ်ဘူးလीနော်တကယ်အခြေခံလူတန်းစားအောင်မှာမိဘတွေကလည်းကောင်းတာမဟုတ်ဘူးအဲ့လိုမကောင်းတဲ့မိဘတွေကိုသူကပံ့ပိုးပေးနေရတဲ့အင်းကူကောင်းမလေးရဲ့ mindset အရာဆိုရင်တော့ तू ဒီလောက်တွေးနိုင်တာ तू အကောင်းဆုံးတွေးထားတာပဲလေ तू ရွေးချယ်တာသူ့အတွက်ကတော့မှန်တယ်လို့တော့ချူလေးကတော့ထင်တယ်ပေါ့နော်ဒါပေမဲ့အပြင်ကနေကြည့်မယ်ဆိုရင်တော့သူဟာမကောင်းဘူးပေါ့နော်သူလို့ရမှားတယ်လို့ထင်ရမယ်ပေါ့နော်အဲ့တော့ချူလေးလို့3ခေါက်ကြည့်လိုက်ရင်တော့ယူပါအောင်မမုန်းတော့တော့ပါဘူးကိုဝိုင်းဆိုတာနဲ့ဒါလူပညာရှင်တွေလည်းမကောက်ဘူးပေါ့နော်ပြဿနာတွေကပါမျောလင်းမိတဲ့အရာတွေအများကြီးပေါ့ကိုဝိုင်းကားဆိုရင်ကောင်းမှန်မယ်အကုန်လုံးသိပြီးသားအဲ့တော့သူကဟိုအကယ်ဒမီဘက်မှာကြိုပြီးတော့ကိုဝိုင်းကားဆိုတာလည်းမှန်းကြတယ်ပေါ့သူကပြောပေးပါဒီ feeling ကိုတော့ဂျူလီယာအဲ့လိုလေစုနဲ့ပတ်သက်ပြီးတော့ဘာမှဟုတ်ပေါ့နော်တွေးထားတော့ထားခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ကိုဝိုင်းနဲ့ပထမအဦးဆုံးပေါ့နော်စုံတဲ့ကားဖြစ်တဲ့အတွက်ဒရိုက်တာဆရာကိုဝိုင်းစီကနေပြီးတော့ပဲနောက်ထပ်ဂျူလီနဲ့အတူတူလက်တွဲပြီးတော့ဂျူလီကိုလက်တွဲခေါ်ခြင်းနဲ့စိတ်ရှိအောင်အကောင်းဆုံးစူးစမ်းမယ်ဆိုရင်စိတ်ပဲရှိခဲ့တာပေါ့နော်အခုအတွက်ပေါ့တွေးပေးပြီလားဒါအခုရဲ့ရိုက်ချက်တွေကအများကြီးကောင်းတယ်လေနော်အခုအတွက်လည်းတွေးမိတယ်ထုတ်လို့ရေးအတွက်ကိုပြီးတော့ကိုနေဝင်းအတွက်လည်းတွေးမိပါတယ်ဟုတ်ပြီးတော့အဲ့ဒီဇာတ်ကားထဲမှာပါတဲ့ဒီချမ်းမီတို့သားအဖပေါ့နော်ကိုအောင်စောမင်းဟုတ်တယ်နော်ကိုအောင်စောမင်းနဲ့ပြီးလို့ရှိရင်ကလေးလေးနဲ့လေသူတို့နှစ်ယောက်ကိုလည်းတွေးမိတယ်